အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအကြသွားမယ်အနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့1330နဲ့8ခုတဇောင်းမုံလဇန်4ရက်နေ့ညရန်ကုန်မြို့ကြည်မြင့်တိုင်ရပန်းပင်ကြီးလမ်းဖယားငါးစုဓမ္မယုံတဇောင်းတော်ကြီးရှိမှာဟောမဲ့ဇတ်တော်ကပြောခြင်းသူလူအများလိုက်ကြမလားဒါကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်ဒီလိုဟောမဲ့ဇတ်လန်းကလည်းဘုန်းကြီးရှေ့ပိုင်းမှာဟောခဲ့ပြီးသားဖြစ်တဲ့ဖယားလူကြီးများနတ်ပြည်သွားဆိုသည့်အလျောက်ကပ္ပမမြတ်စွာဘုရားလက်ထက်ကနတ်ပြည်ကိုတက်သွားကြတဲ့16ယောက်ဖယားနှစ်စုအကြားမှာနတ်ပြည်ခံစားပြီးတော့ကျွတ်တို့ဂေါရမဘုရားလက်ထက်လူပြည်ကိုပြန်ပြီး16ယောက်ဆင်းကြမှာဖြစ်ပါတယ်ဆင်းဆိုကြားနေရောပရိသတ်ရေတောက်လျှောက်ပဲဆင်းကြပါစို့ကျွတ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်တော်ဟောအထက်နတ်ပြည်မှငွေရှိကလေးထည့်၍16ယောက်ကလုံးဖယားကျွန်းဖြစ်နဲ့ခေါင်းလောင်းထိုးလှူပြီးတော့လာခဲ့တဲ့ဂေါပကလုတ်ခဲ့တဲ့တောတထဲသည်နတ်ပြည်ကလူပြည်ဆင်းလိုက်တော့ဟောကျွတ်တို့ရာဇဂိုမြို့နဲ့အတော်ဝေးကွာတဲ့ဌာနမှာကျွတ်တို့မုတ်ဆိုးကြီးသွားဖြစ်ကံပြစ်ချရခံရဣဒတောတထေဂောဘကနတ်ပြည်ကဆင်းလာပြီးတော့တောကြီးထဲမှာပါသွားဖြစ်မုတ်ဆိုးကြီးကံပရိသတ်အကြောင်းကြောင့်အကျိုးဖြစ်တယ်တချို့ကံကိုသဘောမပေါက်ကံဆိုတာအလုတ်ဆိုတာကံကိုယုံကြည်ရင်မိမိလုပ်တဲ့အလုပ်ကိုယုံကြည်ပါကံကိုယူသေးရင်မိမိလုပ်တဲ့အလုပ်ကိုယူသေးပါကံဆိုတာကျွတ်တို့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာမြန်မာလိုပြန်တော့အမှုဒီကကမ္မဆိုတာမြန်မာလိုပြန်တော့ဗါတဲ့အမှုကဘယ်နှခုရှိကြလဲ3မှုရှိဘယ်နှမှုလို့ဆိုကြည့်သားမှာကာယကမ္မဝစီကမ္မမနောကမ္မခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဆိုခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်စိတ်နဲ့ကြံတဲ့အလုပ်3ခုအမှု3ခုရှိပါတယ်ပရိသတ်ကြီးဘယ်နှမှုတုံးပရိသတ်ကြီးအဲ့ဒီ3မှုဒီတရားနာပရိသတ်ကြီးနေ့တိုင်းရှိမရှိရှိတယ်ခင်ဗျားတို့နေ့တိုင်းအမှု3မှုရှိခင်ဗျားတို့ကယုံပြေကနာရောက်မှအမှုထင်တာခင်ဗျားတို့အမှုတွေလေဘာမှုတွေတော့ကာယကံမှုဝစီကံမှုမနောကံမှုမှန်လားပြိဿကြီးငွေရအောင်စီးပွားရေးလုပ်နေတဲ့စိတ်ကမကြံရဘူးလားဘာကံဖြစ်မနောကံစိတ်ကကြံတာဘာကံနော်ငွေရမှုနဲ့ပတ်သက်ပြီးတော့စီးပွားရေးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့ဗဇက်ကမပြောဘူးလားဘာကံဖြစ်ဝစီကံငွေရမှုနဲ့ပတ်သက်ပြီးတော့နေ့စဉ်မနေ့မိုးလင်းမျက်နှာသစ်ပြီးအိမ်ကထွက်ခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးရအဲ့ဒါဘာကံဖြစ်ကာယကံဒါကြောင့်လူတွေရဲ့ဆင်းရဲချမ်းသာကိုပေးစွမ်းနိုင်တာဘယ်သူလဲကံဆိုတာဘယ်သူလုပ်တာလဲကိုလုပ်တဲ့အလုပ်သဘောပေါက်ရဲ့လားပြိဿကြီးကလေးတွေကစလူတိုင်းသဘောပေါက်သွားအောင်ဒါဘုန်းကြီးပြောနေတဲ့နည်းလေးပါဒါလို့ဆိုရင်လည်းသဘောပေါက်ပြီတချို့ကကံကိုနားမလဲတော့အိုကံရှိချမ်းသာလိမ့်မပေါ့ကွာအကံရှိစားရလိမ့်မပေါ့ဒီလိုထိုင်းနေုံနဲ့ချမ်းသာမလားပြိဿကြီး
စိတ်နဲ့ကြံတဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်ခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ချမ်းသာနိုင်ပါဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ကိုစားရပါကဲထမင်းချက်ပြီးပြီထမင်းအိုးထဲမှာဆန်ကထမင်းဖြစ်နေတယ်ဆန်ကဘာဖြစ်နေလဲကံရှိဝါလိမ့်မပေါ်ကွာဆိုပြီးမစားဘဲနဲ့ထိုင်းနေလို့ထမင်းလုံးကခြိတောင်းပေါက်ပါးစပ်ထဲဆင်းပါထမင်းစားခြင်းနဲ့စိတ်မနှောခံမလုပ်ရဘူးလားထမင်းခုဟဲ့စားကြဆိုဟဲ့ပါးစပ်ကဝစီကမလုပ်ရဘူးခန္ဓာကိုယ်ကြီးကထပြီးတော့မခူးရဘူးလားအလုပ်တယ်ဒါကြောင့်လစ္ဆတတ်တော့ငါတို့တွေဒီကံရှိချမ်းသာလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မချမ်းသာကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မဝကံဆိုတာအလုပ်ကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မဝကံဆိုတာအလုပ်ဆိုတာကံဒါကြောင့်ချမ်းသာခြင်းသူမှန်သမျှသည်အလုပ်ကိုယူသေးပါကံကိုယူသေးပါရေးသားကြီးဘုန်းကြီးပြောတာသဘောပေါက်ရဲ့လားအဲ့ဒီသူပြုတ်ခဲ့တဲ့ကံအတိုင်းမဲ့တရားနာပြိဿကြီးဟာသူတို့ချင်းဆုံရမယ်ရေဆက်ဘယ်လိုနေမယ်တော့မသိဘူးခုတောပဲထွက်ပြီးမုတ်ဆိုးကြီးဖြစ်ရရှားပြီရေးသားကြီးတောတစ်ထေတောကြီးတဲ့ဘာလာဖြစ်ဟောနောဘဝတုန်းကဂောဘကတထေကတော်လုတ်ခဲ့တဲ့တောတထေကတော်ကလူပြေသို့ဆင်းပြီးတော့ရာဇဂိုမျိုးတွင်တထေသမီးလေးဖြစ်ရှာသည်ဧဒါကြီးဂောဘကတထေကတော်ကသဗ္ဗဘုရားလက်ထက်ကနတ်ပြည်တက်သွားတာဂေါရမဘုရားလက်ထက်လူပြေပါလာဖြစ်တထေသမီးလေးဘယ်မြို့မှာပါလဲရာဇဂိုမျိုးတထေသမီးလေးဖြစ်တော့မိဘအရိတ်ကိုခေါ်လောင်းပြီးတော့ဘိုင်းကောင်းကြောက်ဖိပြီးပေါ့လေနေလာလိုက်တာကြမ်းကန်ထဲမှာဘယ်ချိန်ကသောတာပန်မတီးတယ်မသိဘူးပြိဿငယ်ငယ်ကလေးတွေကသောတာပန်လေးတဲ့လို့သောတာပန်တထေသမီးလေး14 6နှစ်အရွယ်ကလေးရောက်ပြီးတော့လာတော့ဟောကျွတ်တို့တောကြီးတွေကမုတ်ဆိုးကလည်းသားကောင်ငါးကောင်နေတင်းလို့လှဲကြီးနဲ့ရာဇဂိုမျိုးတွင်သို့ဝင်အလားဧဒါမုတ်ဆိုးကြီးသားကောင်နေတင်ပြီးလှဲကြီးနဲ့ဘယ်မြို့ဝင်လာပါလဲဖွင့်ကြည့်တဲ့အခိုက်မြင်ပြီးပြိဿကြီးမုတ်ဆိုးကြီးလှမ်းကြည့်ဟဲကြည့်စမ်းခမောက်ကြီးဆောင်းလို့နေဘူးကြီးတဲ့ချွေးတလုံးလုံးနဲ့အင်ကြီးကလည်းမပါမဲလိုက်တဲ့အသားကလည်းသပိတ်ရောင်ကအရှုံးပေးရငါမတော့တက်ကြီးပေါ်ဟေးသူ့ဘဝကြီးကြည့်ရတနာစရာကြီးပါလားတနာတဲ့ပြိဿကြီးပြိဿသောတာပန်လေးကမုတ်ဆိုးကြီးဘာဖြစ်တဲ့မှတ်ထားကျွတ်တုလောကကြီးလေဒုက္ခဖြစ်ခြင်းတဲ့လူတွေဘယ်ကမှမစဘူးအဲ့ဒီတနာတာကစတနာရင်တော့သွားပြီလားအောင်ပြီဘယ်သွားတာတော့မမေးနဲ့အဲ့ဒီတနာတဲ့စီသွားတယ်ဖိုးကြီးတွေငကြိုးငနာစဉ်းစားကြည့်တနာတဲ့စီမြင့်တဲ့သကောင်မှောင်နဲ့မဲမွေးကိုင်းမှလည်းမကြောက်ဒုတ်ရိုက်မှလည်းမကြောက်ခဲပေါက်မှလည်းမကြောက်သွားခဲ့တာလေကိုချီတောင်းနဲ့မရောက်အောင်တနာတဲ့စီတနာတဲ့စီတနာတဲ့စီသွားလို့တနာမိရင်တော့ဖြင့်အဲ့ဒီလူဒီဒုက္ခဖြစ်တော့မယ်ဒုက္ခလမ်းစာရှားလာငကြိုးငနာစဉ်းစားဖို့ငါကျုံးငယ်နာဆိုလို့ဖိုးကြီးဖွားကြီးတွေအသက်ကြီးပြီးတော့ကြီးကျိုးကြီးနာလည်းပြည့်မထမ်းနဲ့ဟုတ်တယ်တချို့ဖိုးကြီးတွေအသက်ကြီးလည်းရှင်းရတာမဟုတ်ဘူးတန်ရောစင်ပြောပါတယ်မလျှော့ဘူးမြင်မူလားတချို့ပဲကျိုးနဲ့ကိုကတော့အန်သွားလေးတစ်ချောင်းရှိလို့တော်ပါသေးရဲ့ဒုက္ခမြကသဖုံကြီးဆိုတော့ရရွက်ထွက်လာပြောနေနေလေးဆိုသူပဲကြွေရဟောဒါကြည့်ကြီးကျိုးကြီးနာကိုကတော့အန်သွားလေးတစ်ချောင်းရှိလို့မာရာကြိတ်ဝါရတယ်လေပြောနေနေလေးဆိုသူ့ကြွေရတယ်တဲ့ဘသူလို့ဆိုတော့သူသနာထားတဲ့ဟာကြီးလေဒါကြောင့်တဏှာရဲ့လောင်စာသည်ဒုက္ခဖြစ်ဖို့အကြောင်းတရားတထေးကတော်လေးကြည့်တဏှာမိတထေးသမီးလေးကတော်လေးတောင်ဖြစ်နေတထေးသမီးလေးတဏှာသွားဟေးတဏှာ
ကြီးပါလားအော်တနာယုံနေမှာကသူ့မျက်နှာလေးငါကြည့်ချင်းလိုက်ပါပြီအသားမဲပဲမဲလို့ညိုကြောကြီးများဖြစ်နေလေမလားဟေးနောက်ဘဝကရေဆက်ကြည့်အခုရေဆက်ကြောင့်သူ့မျက်နှာလေးကကြည့်ချင်းလိုက်ပါပြီဒီဘက်များလှဲ့လိုက်စမ်းမတော့ကြည့်ချင်လုံးလို့ကြားအောင်လည်းမပြောရဲဘူးဘိုက်ခဲရင်ရေရွတ်နေပါဇက်ကအတမ်းမထွက်ဘူးသူမျော်လင့်နေကြိုက်ဟိုကတပြာလေးနဲ့နွားဖင်တို့ပြီးတော့ဟာနွားဆိုဒီဘက်လှဲ့လိုက်မြင်ပြီဧတာကြီးမြင်မလားပါမြင်တာမယုံဒါကလေးတွေဟန်ကြမြင်မဟဲ့မဟုတ်ဆိုကြီးအော်ကြည်ဆောင်မတနာစရာကောင်းရုံနဲ့မကသူ့မျက်နှာကြီးကြီးရချစ်စရာကြီးပါဟောဖြစ်ကုန်ဟဲ့သောတာပန်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်ပြီးအပေရောက်ကြောင်းတရားတွေပယ်ပြီးသားပြိတ္တာအပေမကြတော့ဘူးအဲ့ဒီလိုအပေရောက်ကြောင်းတရားတွေပယ်ပြီးသားဖြစ်တဲ့သောတာပန်မှလေးပင်ဖြစ်လင်ကစားချစ်စရာကြီးပါလားအိုးခက်တော့တာပဲသူ့မျက်နှာမြင်လိုက်ရငါတကိုယ်လုံးကြက်သိမွေးခြင်းတွေထားလို့ဘယ်လိုဖြစ်မှမသိဘူးတထေသမီးဘဝမကလို့ဘာပဲဖြစ်သူ့နောက်ကလိုက်ပြီးတော့ခြေရင်းအလုတ်အကျွေးဘဝငါပြုတ်စုခြင်းတော့ဒါပဲတတ်နိုင်မှာဘူးလေဆိုပြီးတော့တရားနာပြိတ္တမရှက်မကြောက်နဲ့ကြုံမာလေးတယောက်ခေါ်ပြီးတော့ဟဲ့ညီမလာစမ်းဘာလို့မမရဲ့ဘာလို့လုံးမနေလဲလောင်းတီကိုမြင်ရတာဟုတ်မှာမဟုတ်ဆိုးကြီးလည်းနှုတ်ထူးပြအော်ဘာလို့အောင်မင်းနေမမကလဲပေါ်ကမဟုတ်ဆိုးကြီးမျက်စိကျနေတာကိုဟဲ့ကြမကြညီလုံးမဟုတ်ဒီနာတိချန်ရက်ကြည့်ဘယ်လောင်းဝင်သွားတဲ့ဆိုတာသိအောင်အစာရေးလိုက်ဦးမယ်ဒါကြောင့်ငါအလိုက်ခိုင်းမှညီမတွေ့ပဲနေမယ်နော်တိချကြည့်ဟုတ်ကဲ့မမသောတာပန်မှာလေးစာရေးပြီဧတာကြီးကအောင်းမေးမှာပေါ့သောတာပန်မှာလေးစာရေးတယ်ဆိုတော့တရားစာတွေလားမဟုတ်ဘူးဟိုဒင်းစာသမီးစားစာဟိကန်တဲ့ပြောကြပါရေးဟဲ့တို့ပြုတ်မောင်ကြီးသူမရေးခေါင်းစဉ်ငါဖန်ကတတ်ဟာရေးရောကွာကိုင်းမဖြစ်သေးလို့နင်တို့ရေးသလိုနေမှာပေါ့ဟဲ့ငါတော့မှများမင်းတို့ရေးသလိုနေမှာပေါ့ဟဲ့ငါကြီးများရေးပြီကွာတို့ပြုတ်မောင်ကြီးရဲ့မျက်နှာကိုမြင်ကြတဲ့ကဟောဒီနှမလေးရဲ့ရင်နဲ့အသေးတဲ့ဥတဲ့နှလုံးကြောက်ကတဲ့ဘန်းမင်းတို့ရေးတဲ့အတိုင်းပေါ့ကွာငါပြောကြားနေရောရေးရောဟဲ့သူကြိုက်တာလေရေးပြီးတော့မောင်ကြီးတဲ့ပြန်လာလို့ရှိရင်ဒီလမ်းကပြန်ထွက်ပါလက်ရပဲလမ်းတစ်ဘေးကအထုပ်ကလေးဂျိုင်းညက်စောင့်နေတဲ့မိန်းကလေးကိုမျက်နှာဆွဲပြီးလှဲကြီးမြန်တအားမောင်းမသွားလိုက်နဲ့နော်သူလိုက်ချင်တဲ့လမ်းကိုမောင်ကြီးခေါ်သွားပါသူကလိုက်ချင်တယ်လို့မပြောတော့ကလေးမဘယ်သွားမှလဲလို့မေးအိန္ဒိယရှင်မဟုတ်လားမောင်ကြီးရဲ့ဒီဘာရင်းညာတွေပေါ့ကွာရေးရောဟဲ့ရေးပြီးတော့သူလေခြေရင်းအလုတ်ကျွေးဘဝနဲ့နောက်ကလိုက်ချင်တယ်ဆိုတဲ့အကြောင်းမောင်ကြီးပြန်အလာကိုအချိန်မီစောင့်နေပါတယ်ဆိုတဲ့အကြောင်းနဲ့ရေးပြီးတော့ဟဲ့ရော့ဒီစားလိုက်ပြီဘာသာရူမမရဲ့ဘာသာဖြစ်ဖြစ်ညှိလို့မဟုတ်တော့လိုက်ပြီမမရဲ့တဲ့ဟိုမိန်းကလေးတယောက်ကယောက်ျားလေးလိုက်စားပေးမယ်ဆိုတော့ဗျောင်းပြန်ကြီးဖြစ်မနေဘူးလားဟဲ့ဗျောင်းပြန်ဖြစ်ဖြစ်ဇောက်ထိုးဖြစ်ဖြစ်သွားညီဟုတ်ကဲ့ဆိုနေအောင်ငါပြောတာသိချင်နားထောင်စာကိုသူ့လက်ထဲရောက်အောင်တည်တည်ချာချာထည့်ခဲ့ပြီးတော့လည်းငါမှားလိုက်မယ်လူပြိုလားလူကိုလားလည်းမေးခဲ့သောတာပန်ကြီးဖြစ်နေပုံဟဲ့လူပြိုဆိုတောင်မှလေဟောစစ်တလားမစစ်ဘူးလားမေးခဲ့တရားလုံးကြည့်မေးပြီပြောပြီတည်တည်ချာချာသူ့လက်ထဲထည့်ခဲ့နော်
မရဲ့တဲ့စာကားတော့လက်ထဲပါမယ်တဲ့မိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုလူယူလားလူဦးလားမေးရမှာဖြစ်ပါမလားဟေးစင်ကြီးမင်းကြီးမကန်နဲ့ဖြစ်မဖြစ်ငါခိုင်းတာလို့သွားဟုတ်ကဲ့ဆိုပြီးကလေးမလေးထွက်သွားမုတ်ဆုနောက်ကလိုက်ဒီမှာလက်ဆရာကြီးဟေးဟာကလေးမပါတော့ရပါအောင်တော့ကိုကျုပ်စကားလေးပြောကြရှိလို့ငါကြတာမနေနိုင်ဘူးဟဲ့ဈေးမိသွားရမှာဟဲ့မိပါတော့နဲ့ဖြည်းဖြည်းပေါ့ဖြည်းမဖြစ်ဘူးသားကောင်ငါးကောင်တွေကကြာရင်ပုတ်မှာဈေးမိအောင်ငါရောင်းရမှာဟဲ့မပုတ်ပါဘူးတော့နဲ့အေးလေနင်းကတော့မပုတ်တာဒါတွေကပုတ်မှာဟဲ့ခဏလေးပါတော့ဟိုနေပါဦးတော့ဟိုကျိုးတောက်ထားပါတော့ဒီမှာကျုပ်ပြောမယ်တော့လူကိုင်းကွာဘယ်နဲ့လုံမေးမလို့ကွာမင်းကလေးကယောက်ျားလေးတယောက်လူလားလူဦးလားမေးဘူးအတော်ခက်တယ်ကွာဟိုတော့ငါမေးရဘူးကွာခုတော့ငါမသိကြည့်ဟေးမင်းကိုတော့ခက်တယ်ဟဲ့နင်ဘာပြောတာဟောပါဘူးကျုံတော့မေးနေတာတော့လူတင်းကြီးဟဲ့ပြောပြစမ်းမလေးဘာမှမသိဘူးအော်ဟိုဒီလိုပါတဲ့ဟိုတမိမဘူးတို့ပရိယေဟဲ့ငါတော့မှမြမာယာဟဲ့ငါတရားကကြိုက်တဲ့ဘက်ကဖဲ့စားလို့ရမာယာဟဲ့လူယုံလားလူဦးလားမေးရမှာကနေမိမပရိယေဆိုတော့တင်ခတုပတ္တိညာကောင်းနဲ့တမိမဘူးတို့တူပဲဟဲ့လူယုံလားလူဦးလားမေးတာနဲ့တမိမဘူးတို့ဆိုတာနဲ့တူပဲဟဲ့အထူးဘူးအဖေနဲ့မေ့လင်းလို့ကြည့်လေတော်မင်းမဘယ်သူလို့ဆိုတော့ဟဲ့အမေမဆိုတော့ဘာလို့ဟောတော်တဲ့နေပြီတော်နှုံတဲ့လူကြီးတော်မင်းလို့ဆိုတော့တော်မရပေါ့အလိုလေးမလောက်ပါနဲ့ကလေးမရဲ့ဒီရွယ်ထိငါတခါမှမရဘူးသေးပါဟောတော်ဘယ်နဲ့ကြီးပါလဲဒါဖြင့်တော့မရမရှိဘူးပေါ့အေးမရှိဘူးပေါ့ဟဲ့မရမရှိရင်တော့လူပြိုပေါ့မရမရှိမှတော့လူပြိုပေါ့ဟဲ့တရားသူကြီးသူမိကြလားငါလာစစ်ဆေးနေလူပြိုကစစ်ကလာတော့တဲခန့်နေပါလားဒီကလေးမဟဲ့ဓမ္မလူပြိုစစ်မစစ်နွားတို့လူလက်သေးပေါ်တင်ကြည့်လို့ဖြစ်တဲ့မျိုးမဟုတ်ဘူးဟာငါလည်းပြောတယ်ရီတာငါဘာလို့ရီမှမသိလူမျိုးပေါ့ဟဲ့မိမမရှိမှတော့ gain ငါအစ်စ်ဟဲ့အစ်အော်တာတော့နေအော်မပေါ့ဟဲ့နေဘယ်နဲ့ရှောက်မင်းနေမှမသိပဲနဲ့ gain ဒါဖြင့်လူမျိုးလဲဖြစ်တယ်လူမျိုးအစ်စ်လဲဆိုရင်တော့ကျုပ်စာလေးဆောင်ပြလိုက်ပြစေလာပြန်ပြီဒီကလေးမနေအဲ့ဒီစာငါဘုပေးရဟောတော့ပေးနေဘုပေးရမှာတော့ဖတ်ကြည့်ပေါ့မဖြစ်ဘူးလူပြိုလားလဲမေးတယ်အစ်စ်လားလဲမေးတယ်စာလဲပေးတယ်ဒီကလေးမငါဘာလို့မလုပ်ပါလဲယောက်ျားမိန်းမပြန်ကြောက်ဟိုတုန်းကခုမဟုတ်ပါဘူးကွယောက်ျားမိန်းမပြန်ကြောက်နေရငါဘာလို့မလုပ်ပါလဲဒီမှာရောက်တော့ယူသွားပါမယူဘူးမယူချင်းနေတော့ကျုပ်တော့လှဲပေါ်ပြစ်တင်ထားခဲ့လဲပေါ်ပြစ်တင်ထားပြီးတော့ကလေးမလေးကယူသလားမယူဘူးလားသမင်လဲပြန်လေးကြည့်သွားလေကလေးကဝေ့လာတော့စာရွက်ကလေးကလွင့်ကြမယ်အလုတ်မယူဘူးဆိုတဲ့လူကြီးကကျိုးနှစ်ပင်လက်နဲ့လှုပ်ပြီးပက်လက်လှန်နောက်ပြန်ဖမ်းပါသွားပဲမယူပဲဘယ်နေမလဲကွယ်ယောက်ျားလေးပေးတဲ့စာတော့အိန္ဒိယရှင်မိန်းကလေးယူသေးတာမိန်းကလေးပေးတဲ့စာယောက်ျားလေးမယူဘူးဆိုရာဇဝင်ရိုက်မှာပေါ့ကဲယူသွားပဲဘာသာတွေမှလည်းမသိမဖတ်သေးဘူးသူစာဖတ်လို့ဖြစ်ဘူးငါကဈေးရောက်လို့ပြီးသေးဘူးငါကိစ္စမပြီးသေးဘူးကိစ္စမပြီးခင်သူ့စာကြည့်လိုက်ရင်သူ့စာရဲ့ပါလာမှာတွေကဟ
Wanaya mala wan taya mala mitenji. Hanga berapa? Ngala be phao thoát vào qua. Ba cháu cũng được vô được mà ba. Thế đó con bị tu sa chỉ lại lu quan là khi ra mẹ cây sa ngã ăn lâu quên yong về đấy cây sa ăn lâu xe đồ phim một khả năng cái yong về đấy cây sa bí mà chỉ sa khá ra đấy nhỉ. Ê, yang ngô miêu ngã nhìm nhang nó mà mà thà quên ngã tiếng ngã sa bí yong về đấy cây sa bí mà chỉ về đấy hết. Cái Upama biểu cho bà giúp qua Upama ngã biểu mà hết. Mấy bạn là dễ lột hết ngã nhìm nhang nó mà mấy bạn là dễ lột đâu mà dễ mà nhau khen lắm mà mình nó bà già bà vợ sa phép baby suy cho bà giúp qua phát này ô mà phát này ô mấy bạn khai này dễ của nhau ỏng toa mấy bạn khai này lúc của busy ỏng lâu bây giờ mà khá đẹp ngã đào bà lâu biểu nè na thảo chẳng anh em mà bà u sa đấy mà bà u lo cả ngay như nghe nằm nghe mía mấy bạn thò lo cả là này yếm bát cắn bị thoát qua để như nghe nằm nghe đi mía luôn luôn ngã biểu nè đã hết mà phát này cái này mấy nó cả mấy bạn khai này dễ của mấy bạn khai này lúc của bị ông mà lúc phải mà toa bên này đi sa phát lại những cái sa đấy ba là ra cả cú chết chín lại khơi à mẹ cái gì ra rằng anh nghe nhìn nhận mà nhà lú đá đi nó tí đến nó ngã biểu đi bên nhà nó mua cái này mà tìm hết tất cả tí đến nó mấy bà khai lại để gì nè lúc mà bị cái phát chỉ lúc phong chỉ đó xa đấy cả khu lại khai à mẹ số đấy nè ya nè ê nghe nhìn nhận mà nhà mà để qua xa đó khai ya một cung bê ya số là phá số là bờ lê ya số là ngã đó mà tìm sao mà đáp phụ hết anh lấy sao đâu mà đáp phụ xin chỉ rằng là mấy bà khai này dễ này mấy bà khai này lâu này khu lại khai ya mẹ số đấy xa này trên người mà tin chỉ rằng về về trên người xa thuê mà lê lê số đó khu lại khai ya mẹ số đấy thì mình nó toa mà dễ mà ya mấy bà khai này lâu mà lâu đó hú thế đó mấy bà khai này lâu thì busy ông lâu bị mà đi sao của papa ta tiếng Anh sao bên này đã hết hôm mà một số gì giống vậy đấy cái sao bị mà pha má đấy quan này mà là quan ta mà là tu sa là bà mà bị bù đấy khai ra nhặt cái này mà lấy cái tiền nói anh cha bây giờ làm phăng nói mama let thế rồi let thế mà thế bị mà là yêu quá đã rồi đi ra đi mama hey ni pian la okay bây giờ tôi sao biết cái thế một tí tiền cái nào với mama vậy hey thì công an đi let thế cái lúc ngáp đi chơi nhau mà lấy cái này thì chẳng biết thà cái gì cả hey mà lấy mà yêu mà rồi mà phụ anh em mama vậy bây giờ làm phăng nói ra ê tổ thế vậy lu đấy là mama ye ni ma ga le ame khet lu ne phit ni da mama ye naw to le thari ya da ne ho ni ma ga to mai ma badu long lo me da ni ne to mai ma badu long me da ho ba pyo do nga mai ma so da ba do de mama ye to ma ya bo so do mo le ku chain di takha ma ya bu de bu de mama ye ma ya ma shi to lu pyo bo so do he mai ma ma ya ma shi be lu pyo boစစ်ကလာတော့လို့ကြုံမေးတယ်မမရဲ့မမလေးတောသားပြီမဲ့လို့လေကြုံငေါ့လိုက်သေးတယ်လူပြိုစစ်မစစ်နွားလို့လက်သေးပေါ်တင်ကြည့်လို့ဖြစ်တဲ့မျိုးမဟုတ်ဘူးတဲ့မမရဲ့ကြည့်စမ်းပြောတလိုက်တာနော်ပြောတလိုက်တာငါနဲ့ပြန်ပြောချင်တဲ့တွေးပါစမ်းတွေးပါစေအမျိုးပေါ့ပြိတ္တရေသူ့စိတ်ခဲအန်ကျိတ်ပြီးတော့ခဲထားအဲ့ဒါလို့ခဲထားရင်ကဟေးဒါဖြင့်လူပြိုအစ်စ်ဆိုတာနဲ့ရှင်းပြီစာလဲယူသွားတယ်ဒါဖြင့်သူပြန်အလာငါကြည့်လာမှငါလိုက်မယ်လို့ရေးလိုက်တဲ့စာမို့လို့ဟေးဒီမှာခဏလေးငါစာရေးမိဘများထံရေးသူလိုက်သွားပြီပေါ့
မိဘများထံစာရေးပြီးတော့ရှိသမျှလက်ဝက်လက်စားလေးအထုတ်ထုတ်ပြီးတော့ဟေးငါလိုက်တော့ဟဲ့ဘယ်လိုက်မှာတို့မမရဲ့ဟဲ့ခုနဲ့ငါစာပိတ်ခန်းနဲ့မိုးဆိုးကြီးတော့ငါလိုက်မှာပေါ့ဖြစ်ပါမလားမမရဲ့ဟိုညီးလိုက်မှာလားအေးငါလုပ်အေးဖြစ်မဖြစ်ညီးလုပ်လားလို့ဖြစ်လို့ငါလိုက်မှာပေါ့ညီမပြစ်ပြီးမလိုက်ပါနဲ့မမရဲ့ဟဲ့ငါမတားနဲ့ဟုတ်ပါဘူးမမမလိုက်ပါနဲ့အောင်မကြီးမျက်ရည်တွေပါကြလို့ငါသေးတယ်လမ်းသွားတာကြာငါမတားနဲ့မဟုတ်ပါဘူးမလိုက်ပါဘူးကောင်မလေးငိုတော့တာပေါ့ကွာဟဲ့ဒီမှာငိုမနေနဲ့ဟုတ်ပါဘူးမမရဲ့တဲ့ဟိုညီမကိစ္စမရှိပါဘူးတဲ့ဖေဖေမေမေကြီးတို့ကမေးရင်ဘယ်လိုပြောမလဲဒီမှာငါကြိုးကြောင်းစာရေးခဲ့တယ်ရော့ယူထားလိုက်အဲ့ဒါမိမများပေးလိုက်ငါသွားမယ်ဟုတ်ကဲ့ဆိုပြီးမျက်ရည်ကလေးနဲ့ကလေးမလေးနေခဲ့ရဆင်းပြီးအထုပ်ကလေးဂျိုင်းညာညှက်စောင့်မဟဲ့ပြန်လာပြီးဟိုကလှဲကြီးနဲ့ဟာနွားနဲ့ရောင်းဝယ်တဲ့ကိစ္စအပီးဆိုတော့လေစာကလေးသတိရခါကြညှက်ထားရကထုတ်ဖတ်ရအောင်ချွေတွေနဲ့ရွှဲလို့စာကလည်းပဲတရားနာပြိဿချွေတွေနဲ့ဆိုတော့ဝစ်စပေါက်တွေများကုန်တာပေါ့ကောင်းစဉ်ဖတ်လိုက်ကြတဲ့ကွာသို့ပြိုးမောင်ကြီးဆိုလွဲကုန်တာပေါ့သူကသို့ပြိုးမောင်ကြီးတော့မဟုတ်တော့သို့ပြိုးမောင်ကြီးဖြစ်ရကြည်စမ်းအမေငါမျက်နှာမြင်ကြတဲ့ကသူ့ရင်တဲ့အသေးလေးဟာငါအပြန်သူအထုပ်ကလေးချမ်းချညလက်ရပဲလမ်းတော်ဘေးကစောင့်နေတဲ့ခြေရင်းအလူကျွေးလိုက်ချင်တယ်ဆိုတော့စာအပေးခိုင်းလိုက်တဲ့ကလေးမရဲ့နှစ်ဖူးရည်ဒူးရည်ကြည့်တော့သူခိုင်းစီတဲ့ဂျုံမနဲ့တူရဲ့ကြည်စမ်းကိုရှိကရက်တထေးသမီးပဲဝတ်ထားလိုက်တဲ့အဝအစားနဲ့ဆင်းထားလိုက်တဲ့ရွှေတွေငွေတွေကလည်းကြည်စမ်းဟုတ်ပြီသူတော့လိုက်တော့မှာပဲမောက်ဆုံးမင်းပဲလို့ကြံရပါမတော့ဒီကနေ့တော့မင်းထီပေါက်မလားထောင်ကြမလားမသိတခုခုတော့တခုခုပဲလက်ယုံတွေကလည်းမသိမသာပြုတ်ကြမတတ်လှုပ်လိုက်ပါပြီမသိမသာလဲဆိုပြုတ်ကြမတတ်လှုပ်မြက်ခေါင်းကလည်းမသိမသာလှုပ်လိုက်တာအမွှေးတောင်တဝက်လောက်ကုန်ပြီထင်တယ်လွန်မှုလောက်ကအမွှေးတဝက်ကိုအောင်လှုပ်တယ်မြက်ခုံးအလေဟာလှလဲလှကူဟေးလှလိုက်လေချင်းလှပြီမဲ့လို့သူ့မျက်နှာစစ်စစ်စိုက်ပြီးတော့မကြည့်ရဲပါလားကွဲမုတ်ဆိုရဲ့ကြည့်ရဲဘူးတဲ့ဟဲ့ယောက်ျားပဲကွာဟေးငန်းကြီးများရန်ကုန်မြို့ကငန်းကြီးများယောက်ျားပဲကွာဟိုတုန်းကယောက်ျားကလေးတယောက်ကယောက်ျားပြူတယောက်ကမိန်းမပြူတယောက်မျက်တောင်မခတ်ဖဲနဲ့စစ်စစ်စိုက်ကြည့်ရမှကြောက်တဲ့ကွယ်တို့ဟိုတုန်းကပြေးတာကြီးဘယ်တုန်းကဟိုတုန်းကဆိုရင်မင်းတို့သိတို့ငငယ်တုန်းကတင်ပြောရအောင်တို့လေတောရွာကွတို့ကတောသားလမ်းကြားလျှောက်သွားလို့မိန်းမပြူနဲ့ယောက်ျားပြူနှစ်ယောက်ချင်းဆုံရင်လေတယောက်ကဟိုဘက်ဝင်းတရံဘေးကတ်သွားတယ်တယောက်ကဒီဘက်ဝင်းတရံဘေးကတ်သွားတယ်မျက်နှာကြီးတွေအောက်ဆိုင်တယောက်နဲ့တယောက်ကြည်ရဲဘူးဒီထဲမြန်ကောင်းကလေးထောင်လိုက်လို့မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံသွားရင်လေခြေလှမ်းနေတောင်နဲ့မြောက်နေဖြစ်ကုန်တာကွာဟိုတုန်းကယောက်ျားမျိုးမိန်းမမျိုးနှစ်ယောက်ထဲဆုံတာတောင်မှဟိုတုန်းကမကြည့်ရဲကြခုခေတ်ကောင်လေးတွေကောင်မလေးတွေနှစ်ယောက်ထဲတွေ့ပေးလိုက်ချင်းပြောကောင်းမလဲကွာဘာမှကိုပြောကောင်းမှာမဟုတ်ပါဘူးကွာလေဟိုတုန်းကနဲ့ခုနဲ့ကွယ်ငါညီများနှမများသတိပေးပါရစေတော့ဟောဒီငါရန်ကုန်ကိုရောက်လာတော့ငါတောင်ဥက္ကလာပပရိသာဓာတ်ရှင်ယုံနဲ့ကြောချင်းကပ်ရဲ့ဟဲ့ကြောချင်းကပ်ရဲ့ဟဲ့အဲ့ဒီတုန်းကငါတရားနှစ်ညလာဟောတယ်ရန်ကုန်ကမသိသေးဘူးပရိသတ်ကြက်ပွဲလောက်ရှိသိသေးဘူးကွမသိဆိုသိမှမသိဘဲနဲ့အခုအတန်ကရှေ့ကအရင်ရောက်တရားတိတ်ခွေတွေကအရင်ရောက်တော့ကြည့်ကျင်လိုက်တာ
ကြည့်ကျင်လိုက်တာငါတရားတိတ်ခွေတွေရပါမယ်အကြောင်းဘုန်းကြီးကိုယ်တိုင်တရားဖမ်းရပါမယ်အကြောင်းသေးမော်ရှောက်ရှာလိုက်တာမန္တလေးရောက်တော့ကျန်ဒီကန်ဆရာတော်ဘယ်နေတော့ဆိုဘယ်တေးတန်သွင်းကမှမပြောဘူးမပြောဘူးပဲမပြောတော့ရှောက်ရှာလို့မရဘုန်းကြီးလိုက်ရှာလို့မရတော့ဘယ်မှာသွားတွေ့တော့ဆိုတော့ဖြူး6ညမှာသွားတွေ့အဲ့ဒါဘုန်းကြီးပါမှမသိသမင်းညာဆရာတော်ကျွတ်တို့နေသားကျုပ်ရဲ့နောင်တော်ကြီးအလုတ်တူနောင်တော်ကြီးပေါ့ညီကူအရင်ပမာဏမနေ့ဖြင့်ကညတောင်ကျုပ်သူเจ้าမှကျိအဲ့ဒီသမင်းညာဆရာတော်ဟောပြီးကျုပ်ရောက်အဲ့ဒီတော့ကမောင်ထိမော်တို့လာဖမ်းပြီးအဲ့ဒီကတိတ်ခွေတွေဟောဒီမှာဖြန့်လိုက်တော့နှံ့သွားတဲ့နောက်မှကျုပ်တရားပွဲလူစီတာဖတ်စပ်ပါလားတရားပွဲမှာပိဋကတိုးမပေါက်ဒီထဲတရားတိတ်ခွေကနေကြရတော့ဘုန်းကြီးကိုယ်တိုင်ကြည့်ခြင်းဒီထဲမောင်ထွေးမောင်ကတပည့်တော်ဆိုင်ကလေးဖျားတဲ့ရှိတဲ့နေရာလေးသိအောင်ရှင်မရကြွပါဆိုလို့နေ့လေကဟိုကန္နာစီဆိုင်စူပါစတာတိတ်ခွေသွင်းပြီးသားရောင်းတဲ့ဆန်ခဏလိုက်သွားပါချွေးတွေပြန်လာအဲ့ကောင်မင်းငါပြန်ဘူးပဲခေါ်လာဟမ်းမမကြတော့ပဲနဲ့အာကျန်ဒီကဆရာတော်ဆိုတော့လိုက်ပြီးတော့ခါနဲ့လာကြည့်ကြကျုပ်ကလည်းတရားဟောနေတော့ကျုပ်လုံးနဲ့ကျုပ်တရားနာပြည့်တဲ့မျက်လုံးကျွတ်ကြရုံမကလို့သေအောင်ကြည့်ရှက်ဘူးဒီတိုင်းထိုင်းနေတော့မြန်လာကြည့်ရင်လေချွေးတွေကလူထွက်အဲ့ကောင်9မိနစ်တော့ဟိုလိုက်ဖို့ပြန်စို့တဖြည်းဖြည်းနဲ့ဒါတောင်သိမသိသေးဘူးသိလာလို့ရှိရင်အဲ့ဒီတခါလေးယုံနဲ့ဆိုကျုပ်ကဘယ်လိုမှနေတတ်မှာမဟုတ်ဒါတော့အဲ့ဒီကဲ့သို့တရားနာပြိတ္တအတန်ကရောက်လာတော့လူကိုယ်တိုင်ဖူးခြင်းမြင်နေတာနဲ့တရားနာပြိတ္တဟာအခုမှစီးလာတာပါအရင်တုန်းကကျုပ်ပြိတ္တမရှိပါဘူးအဲ့ဒီတုန်းကငါရန်ကုန်အရောက်ခေဓာတ်လေကားနဲ့တို့ရွှေတကုံဖျားဖူးစောင်းနှံပေါ်မှာကွတို့ဘုန်းကြီးတွေလာတာမမြင်ဘူးကောင်းလေးနဲ့ကောင်းပါလေးတို့အနားနာရောက်တော့လေခလေးမလေးကတို့ပဲလှဲ့ယောက်ျားလေးကတို့ကြောပေးရဲ့ကောင်းလေးလက်တုပ်ပြီးဟိုမှာဖုံးကြီးလာတယ်လက်ညှိုးထိုးပြအဲ့တော့ကောင်းလေးကလှဲ့ကြည့်ပြီးတော့လေငါတို့ဘာပြောလိုက်တဲ့အရေးတယ်မကွာရှုပ်တာတို့လူရှုပ်ဖြစ်ရဗျာယောဟာကွယ်ဖယားတဆောင်ကြောင်းကန်နေတဲ့မှာသူတော်ကောင်းနေဖယားဖူးရန်သွားတဲ့လာတဲ့ကူကြောင်းတဆောင်တွေထဲမှာတော့ငတ်ကြီးများငတ်နှမများဟိုမနာလို့မဟုတ်ပါဘူးကွာနေရာတွေပေါ်ပါတယ်တိုင်းတစ်ပါးသားတွေမြင်တော့လေငါတို့ငတ်ကြီးများနှမများဒီလိုတွေ့သွားလိုက်ရင်ရှက်စရာငါသထသင်္ကာယနာတင်တဲ့လှိုင်ကူကြီးကြည့်ခြင်းလို့သွားတော့တရုတ်တော်ကြီးတွေခတ်ထားတယ်ဘာလို့ခတ်တာတော့ကျွတ်တို့ဝင်မကြည့်ရဘူးလားဆိုမကြည့်ရဘူးဗျာတဲ့ပိတ်ပြီးတဲ့ဟိုတုန်းကတော့လာတဲ့လူတွေကြည့်ရအောင်ဖွင့်ထားပါတယ်တဲ့အခုပိတ်ရပြီတဲ့ဘာပြုလို့ဒုံလို့မေးတော့ခိုးဟာတွေကဒီထဲလာအဟွာပြုကြတယ်ငါမေးကြည့်တော့ဒီစကားသားနေကြားရငတ်ကြီးများနှမများကွယ်တော်မြမရင်ကျေးမှုဆိုတာဟဲ့ငါနှမများကြကြဂယုစိုက်စမ်းဟဲ့မြမအမျိုးသမီးရဲ့ရင်ကျေးမှုဆိုတာခြီသလုံးသားလူမြင်မှကြောက်တယ်ကောက်ဆိုင်တဲ့နေရာအလုပ်ပေါ့ကွာလူမြင်မှကြောက်တယ်လူစိမ့်တယောက်ကမျက်တောင်မခတ်ဖဲနဲ့စိတ်ကြည့်တာကိုအကြည့်မခံနိုင်မဲ့နဲ့မျက်လွှာလေးအောက်ချခေါင်းကလေးစိုက်သွားတာဟဲ့တို့မြမအမျိုးသမီးရဲ့ယဉ်ကျေးမှုမှန်လားပြိတ္တကြီးအပြော်တွေအာကြီးလို့အရှက်ကြောက်တွေကင်းသွားလို့ဟိရိဥတ္တပခေါ်တဲ့ဒေဝဓမ္မတရားနှစ်ပါးမရှိရင်ဟဲ့ငါကြီးများနှမများတိုင်းပြေကြီးတောင်ပြည့်စည်နိုင်ပါသည်ကွယ်တို့စေရနာပါဟဲ့တို့မနာလို့မဟုတ်ပါဘူးတို့နဲ့ဘာမှဆိုင်ပါဘူးဒါပေမဲ့လို့ပြည့်စည်မဲ့ကိစ္စတော့ဖြင့်သတိပေးရပါမှန်လားပြိတ္တကြီးကန်ကြည့်ကွာမုတ်ဆိုးကြီးကြည်ရဲဘူးကြည့်ကျင်လိုက်ပါပြီ
ဒါပေမဲ့လို့မင်းမျက်နှာလေးကိုတဲတယ်မကြည့်ရဲပါလားကွယ်တထေးမဖြစ်နေတာနော်တဲ့တာမကြည့်ရတာဝင်းထဲကဖိုးချိုင်းတော့ကိုကွာကဲအဲ့ဒါလို့ဖြစ်နေတော့တရားနာပြိတ္တကြီးထူပါဘူးငါလဲငါစိုက်မောင်းတာကောင်းထင်ပါရဲ့နွားတပြားလေးနဲ့ရိုက်ဟာနွားနဲ့ခတ်တုတ်မောင်းဟုတ်တော့ကြည်စမ်းငါတခါတည်းကြည့်ပြီးနောက်ထပ်မကြည့်ဘူးကဲမသိမချင်းကြည့်ရမယ်အတိုင်းဘယ်လိုကြည့်ပါလိမ့်ဟေးမောင်ကြီးဟုတ်တော့ဟေးမောင်ကြီးဟုတ်တော့လေသူစိုးဖတ်နေတာမြင်ပါလေငါသိရတာနဲ့ဟေးငါဒုက္ခဖြစ်အောင်တလိပ်ပြီးတော့ဘယ်နဲ့ကြောင့်ဇုံမောင်းသွားပါလိမ့်မတော့မဖြစ်ဘူးနိုင်မရှိကြိတ်မရှိငတ်မရှိသုံးပါငါကကြိုက်ပြီးတဲ့ကိစ္စမင်းမစေပြတ်တယ်လို့ဆိုခြင်းဆိုကြတော့ကိုက်ထူတော့ပါဘူးလေဆိုခတ်တော့ကလေးအပြေးကလေးလိုက်ဒီမှာတော့လက်ဆရာကြီးအနွားကျိုးကလေးတောက်ဟဲ့ဘာလို့ကလေးမတော်ပဲသွားမှာငါ့သွားမှာပေါ့ကျုပ်လိုက်ချင်လို့နင်းပဲတော့ဟုတ်တော့ပဲသွားမှာတော့ငါသွားမှာပေါ့ဟဲ့ကျုပ်လည်းတော်ကောင်းနေရှိလိုက်မလို့ပေါ့မဖြစ်ဘူးဖြစ်ပါလေတော့အိမ်ဘယ်သူနဲ့နေငါပြောင်းနေနေတာပေါ့ဟဲ့တော့ပြင်းစရာကြီးတော့အဲ့ဒါနေလုံလားဟဲ့မဟုတ်ပါဘူးတဲ့ဟိုကျုပ်လိုက်လာလို့ရှိရင်တော့အဖော်ရမဖြစ်ဘူးနေမလိုက်နဲ့ဟုတ်ပါဘူးတော့ကျုပ်လိုက်ချင်လို့ပါမလိုက်နဲ့ဆိုနေမှလိုက်မှာပဲတော့အထုပ်ကလေးပစ်တင်ဟဲ့ကလေးမဖြစ်ဘူးငါဒီတရားဟောပြီးတော့စိုးနဲ့သိမ့်တံသွားမလေးဟုတ်သားပဲကွာငါကြားဘူးတာလေစိုးကတင်မောကြီးကဇွတ်တက်ရောဟဲ့ကိုသိမ့်တံစိုးလိုက်ခဲ့မယ်ဇွတ်တက်ဒီတော့သိမ့်တံညဘာပြောလဲမဖြစ်ဘူးစိုးဒုက္ခတွေများကုန်ပါလိမ့်မယ်မပြောတော့ဘူးကွာဒုက္ခများကြမလို့ပါဘူးတဲ့အကျိုးကြောင့်စာရေးပြီးခဲ့လိုက်ပါပဲမဖြစ်ဘူးစိုးမလိုက်နဲ့ဒီလိုပြောတော့ဘာပြောလို့စိုးကကိုသိမ့်တံပြောတာကိုကွာကိုသိမ့်တံကိုသိမ့်တံရဲ့နောက်ဆုံးမြတ်ချက်ပါလဲငါလည်းတောင်ရောက်ရောက်ကြတာကွာနော်ရောက်ချင်းရောက်ပါစေတော့ပြောလဲစားနေမထူးပါကိုသိမ့်တံရဲ့နောက်ဆုံးမြတ်ချက်ပဲလားတဲ့ဒီလိုဆိုရင်စိုးအိမ်ကိုလည်းမပြန်တော့ဘူးတဲ့မြစ်ထဲသူ့ဘဝဇရေတော့မယ်ဆိုပြီးပြေးခုန်ချမ်းတော့မလုံးနဲ့လေခေါင်းကမလိုက်နဲ့ဆိုတဲ့လူကြီးကမဖြစ်ဘူးဆိုတဲ့လူကြီးကနောက်ပိုင်းဘာပြောတော့မဲလက်ကလေးလှမ်းဆွဲငါဆွဲတော့မသိဘူးနော်ရမ်းပြောတာဘာပြောတော့နောက်ကြတော့တကယ်တော့စိုးအပေါ်ဘာတွေညာကပ်ပြီးတော့ပါသွားတာပါပဲကွာကြားနေရောပါမသွားဘူးလားပြိဿကြီးဒီလိုပဲပေါ့ကွယ်မုတ်ဆိုးကြီးလည်းမဖြစ်ဘူးနဲ့ဇွတ်လဲပေါ်တက်လိုက်တော့ကိုင်းပါသွားဆိုကြပါစို့အဲ့ဒီလိုလှဲပေါ်တက်လိုက်လို့ပါသွားတော့ကလေးမလေးကရှေ့တူးမုတ်ဆိုးကြီးလှဲဦးကြောင်တူးယောက်ျားနဲ့မိန်းမယောက်ျားကကြောက်ငါတို့မှများယောက်ျားကကြောက်တယ်ဆိုတာသိဘဝင်မမြင်နဲ့ကြားလားမိန်းမကိုယောက်ျားကကြောက်ရင်ပြည့်စည်ပြီလင်ကိုနတ်ကဲ့သို့လှုပ်ကြွေးရတယ်လော်လီချင်းငါးပါးကင်းပြီးအဲ့ဒါလိုများလှုပ်ကြွေးရင်လေနတ်ပြည်ရောက်ပြီပြီးတော့လေယောက်ျားဘဝဆူတောင်းလို့ရတယ်မှတ်ထားကြကြည့်အခုယောက်ျားကဘာလို့ကြောက်တာတုံးဆိုတော့ဟိရိဥတ္တပနဲ့ကြောက်ပေချင်းစိုးဆဲလို့ကြောက်တာတော့မဟုတ်ဘူးအဲ့ဒီပိုင်းဟိုကရှေ့တိုးဒီကဇွတ်တိုးလိုက်ရှေ့တိုးသွားလိုက်တာကွာမုတ်ဆိုးဓမ္မချက်ခံလို့ကနှုတ်မရှေ့ဂျွန်းပြန်ကြကဲဒီလိုနဲ့လှဲဖို့ပါသွားတူပြောကြဆိုဟေးအိမ်ရောက်တော့အဆင်ပြေသွားပြီဆိုကြပါစို့လဲပေါ်တွေကပြေပြီးသားနေမှာပါကွာဘယ်သူပါရမမဟုတ်ဖဲနဲ့ပြောဆိုပြီးသားပေါ့
ကဲတင်ရောက်လို့အဆင်ပြေတော့အတူတကွလင်းရမရရဲ့ဆိုပြီးတော့နေလာလိုက်ကြတာဟဲ့နောက်သားတစ်ယောက်ဖွားမြောက်နောက်တစ်ယောက်များမကြခင်တစ်ယောက်နောက်ထပ်များမကြခင်ဆိုပြီးတစ်နှစ်ကျော်လောက်တော့ကြာမှာပေါ့ကတိကတဝင်လာမှာဆိုလို့ဟုတ်သားပဲတောက်ဆောက်ကြည့်တော့ဘယ်ဟုတ်မလို့ကဲနောက်တစ်ယောက်ကြားနေရောက်กว่าဟိုဘွားကသား9ယောက်ဒီလိုက်လာခတ်တုတ်ပေါ့တယောက်9လ10လဆိုငါတရားငါသေးတောင်ပြီးဒီမှာပြီးကဲတရားတဲ့ဆိုတော့ခတ်တုတ်ဟိ9ယောက်ဖွားမြောက်ရောက်ပဲဒီလို9ယောက်ဖွားမြောက်ပြီးတော့နောက်သားအကြီးတယောက်ကိုမင်္ဂလာဆောင်ပေးလိုက်နောက်တစ်ဆောင်နောက်တစ်ဆောင်9ဆောင်ကွာကန်ခတ်တုတ်ပေါ့ဒီနေ့တော့တုတ်ကြီးပဲဟဲ့နောက်ဘဝကသား9ယောက်နဲ့နောက်ဘဝကချွေးမ9ယောက်16ယောက်ပေါင်းပြီးကြပါလေပြီပေါင်းပြီမလားပြိဿကြီး16ယောက်ပေါင်းပြီးတော့သူတို့စီးပွားရေးမုတ်ဆိုးဝါနဲ့လုတ်ကင်စမ်းတောက်ပြီးတော့လာခဲ့ကြဒီကနေ့တော့သုံးလောကထောထားဂေါရမမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကရှိဝိညာဉ်တော်ကိုရကဖြန့်ကျက်ပြီးတော့ကြည်လိုက်တဲ့အချိန်မုတ်ဆိုးကြီးနဲ့တကွသား9ယောက်ချွေးမ9ယောက်15ယောက်အပေရကပိတ်မဲ့ဥပနိတရားကိုမြင်တော်မူသဖြင့်ယဟန်ကြီးရောက်ဖန်ဆင်းပြီးတော့တပါးကြီးကြွလာဘုရားကိုယ်တော်မြတ်ခြုံနှဲဝင်တရင်သုံးဒီကနေ့မုတ်ဆိုးထောင်ထားသောပိုက်ကွန်တွင်သို့သားကောင်းတွေဓာတ်ကောင်းမှမမိကြပါစေကုန်သတည်းအဋိဌံလိုက်ငါဖယားအဋိမထံခင်မိနေနှင်ပြီးတော့သားကောင်းများလည်းလွတ်မြောက်ကြပါစေကုန်သတည်းပိုက်ကွန်တွေသားကောင်းတွေဓာတ်ကောင်းမှမရှိမုတ်ဆိုးကြီးရှောက်ပြီးရှာလိုက်တော့ဟာတဲ့ထူချပါလားဒီနေ့ခါရဲဆိုရင်ဒီချိန်အိမ်လဲတစ်စီးတိုင်းလောက်ပြန်ပို့ပြီးပြီဒီကနေ့ဘယ်နဲ့ကြောင့်သားကောင်းတွေတကောင်မှမမိပါလိမ့်မလို့တာငါရမှုရှိတယ်တွေ့ကြသေးတာပေါ့ဆိုပြီးရှောက်အရှာလိုက်ခြုံပုတ်ထဲဖယားသတင်းသုံးနေတာတွေ့ရကြည်စမ်းရဟန်းရုပ်ဒီညောင်ငါပိုက်ကွန်နဲ့သားကောင်းတွေတကောင်မှမမိရဟန်းရုပ်မုတ်ဆိုးဒေါသဖြစ်ပေတော့ဆိုပြီးတော့မြားနဲ့ပြစ်မလို့ဒူးတစ်ဖက်အောက်ထောက်ပြီးမုတ်ဆိုးတိုင်ထိုင်လိုက်မုတ်ဆိုးထိုင်မှတော့မုတ်ဆိုးတိုင်ပေါ့ဒါကမှမုတ်ဆိုးတိုင်အစ်စ်တချို့လူတွေကပြောသေးသူ့ကိုယ်သူလည်းဘာမှမသိငါမုတ်ဆိုးတိုင်ထိုင်ပြမုတ်ဆိုးလည်းမဟုတ်လည်းနဲ့ကဲဟိုမှာမုတ်ဆိုးကြီးထိုင်တော့မုတ်ဆိုးတိုင်အစ်စ်ကိုတော်မြတ်ကငါဖယားအားမြားနဲ့ပြစ်မလို့ကြံရွယ်နေသောမုတ်ဆိုးထောက်ထားသောဒူးနဲ့မြေကြီးနဲ့ထောင်ထားသောဒူးနဲ့တရောင်စစ်နဲ့မြားကိုလှမ်းပြီးတော့နှိုက်သောလက်နဲ့ပခုံးနဲ့တင်ပါနဲ့ဖနှောက်နဲ့ခြေပြားနဲ့မြေကြီးနဲ့အကုန်လုံးကပ်ပြီးတော့ခွာမရပဲနဲ့ကြောက်ရွံ့ပမာဏတီးပါစေသာအဋိဌံလိုက်ဟိုဆိုကြီးလှုပ်တော့ပထမတော့အတန်ထွက်သေးတယ်နောက်အတန်တောင်မထွက်ဘူးပြောက်သွားလှုပ်ဟိုဆိုဒုက္ခပဲရားလို့တောင်ကုတ်ဖို့ခက်ပြေးသားကြီးဖရာဒိဋ္ဌာနာနော်ပြေးသားကြီးကျုပ်နည်းနည်းမေးမယ်ဟိုလိုချင်ရင်ပြောကြသားမှာပြေးသားကြီးဟိုကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစေသားလို့များအဋိဌာန်လို့ပြေးသားကြီးရချင်ဘူးလားစီမန်းတော့မမနဲ့ကြဲပြောဟုတ်တယ်ကြဲပြောဘုန်းကြီးကြာနာမေးနေတာပေးတာကြီးမေးရအောင်ဖယားကိုတော်မြတ်ကြီးကကြောက်ရွံ့ပမာဏတီပါစေသားလို့အဋိဌာန်တော့မလှုပ်သလိုပရိသတ်ကြီးကလည်းကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစေသားလို့အဋိဌာန်လို့များရခြင်းမူလားပရိသတ်ဒီကျုပ်ရခြင်းတယ်လို့ဖြေတော့မေးတာမေးရတာမရခြင်းမနဲ့ပြည့်တကြီးမရခြင်းနဲ့
ခမည်းတော်အခုခေတ်ရရင်မလွယ်ဘူးထင်တယ်ဒုက္ခများလိမ့်မယ်ထင်တယ်ဖျားကူတော်မြတ်ကဒုက္ခဖြစ်အောင်တမင်တက်တဲ့ညှင်းဆဲပြီးတော့အဋိဋ္ဌာန်တော်မူတာမဟုတ်ဘူးခမည်းတော်ကအမြင်ကတ်တဲ့လူတိုင်းကိုကောင်းကြီးမလှုပ်ဖဲနဲ့ငုံတောက်ကြီးနေကွာဟိုကောင်မကြီးအဲ့ဒီတိုင်းနေစေတပြေလုံးအမြင်ကတိုင်းလုံးငုတ်တုတ်လုံးမစားရပဲဒုက္ခဖြစ်ကုန်လိမ့်မယ်ထင်တယ်ဒါကြောင့်ရခြင်းတော်လဲဒီလိုအဋိဋ္ဌံလို့ရမယ်မဟုတ်ဆိုတာယုံညခမည်းတော်ကျွတ်တို့စိတ်နဲ့ဖရာကိုတော်မြတ်ကြီးရဲ့ကရုဏာနဲ့ရှင်းတဲ့စိတ်တော်ကြီးနဲ့မတူရလားပြိတ္တာဖရာကိုတော်မြတ်ကတော့ငါဖရာကိုတဲ့မနောကံနဲ့လည်းပြစ်ဖို့ကြံပြီးပြီတဲ့ဝစီကံနဲ့ကလည်းသေပေတော့ရဟန်းရုပ်လို့ဆိုပြီးပြီတဲ့အကယ်၍ကာယကံနဲ့သူတကယ်လို့ပြစ်တော်လဲပဲဗုဒ္ဓနံဇီဝိတတနသက်ကကေနစီအန္တရာယောကာတုံလို့မြတ်စွာဘုရားကိုတော်မြတ်ဤအသက်ခေါ်တဲ့အာယုတော်အားသူတစ်ပါးတတ်လို့မသေးနိုင်သူတစ်ပါးရဲ့ပယောဂနဲ့ပရိနိဗ္ဗာန်မဆန်နိုင်မသေးပေမဲ့လို့ကာယကံမြောက်များမြားနဲ့ပြစ်လိုက်မိသည်ရှိသောအဝိစီကိုလေငုတ်တုတ်ဆင်းသွားမှတနာတဲ့ကရုဏာကြီးနဲ့အဋိဋ္ဌာနာပြုကိုင်းလှုပ်တောင်မဆိုးကြတော့ကဟဲ့သားတို့မင်းတို့ဖေးပြန်မလာဘူးလိုက်ကြဇန်းရန်သူများတွေ့နေသလားသားခွန်ရောက်လိုက်လာလေးတွေမြားတွေကိုစီယူလို့ဟေးဟာကြည်စမ်းအဖေထောင်ထားတဲ့ပိုက်ကွန်နဲ့သားကောင်တွေကောင်မှမရှိဘူးကွာသားကောင်တွေများတင်ပြီးအိမ်များပြန်လေသလားခါတိုင်းဒီချိန်အိမ်လှဲတစ်စီးတိုင်းတော့ပြန်ပို့ပြီးအိမ်ပြန်လာတော့မဟုတ်တော့ဘူးဟေးအဖေရန်သူများတွေ့နေသလားလာရှာကြစို့ရှောက်ပြီးတော့ရှာလိုက်တာပရိသတ်ကြီးအဖေငုတ်တို့ထိုင်းနေတာတွေ့ဟာဟေးတို့ဖေရန်သူတွေ့ပြီလာပြေးအောင်ဟေးလာအဲ့ဒါလို့ခေါ်ပြီးတော့9ယောက်အဖေနောက်ကငုတ်တုတ်ထိုင်ပြီးမြားနဲ့ချိန်လိုက်တော့ဘုရားကိုတော်မြတ်ကသူ့သား9ယောက်ဒီသူ့ဖေကဲဆိုမလှုပ်မကြွငုတ်တုတ်ကြီးတွေရှိကြပါစေသာတထမ်းအဘရှိအောင်ငုတ်တုတ်ကြီးလှုပ်မလှုပ်တော့လေမုတ်ဆိုးကတော့ဖြစ်တဲ့သောတာပန်မလေးကတမီးတော်လာကြညီတို့လေငါးတွေလည်းပြန်မလာဘူးတို့ရင်ငါဟာကြီးလည်းခုတည်းထိပေါ်မလာဘူးတို့ရင်ငါဟာကြီးဆိုတာမုတ်ကြီးပြောတယ်အဲ့လေမုတ်ဆိုးကြီးပြောတယ်ဟာလိုတော့လို့ပြန်ဖြစ်ရတမီးတော်မေးလိုက်မယ်လားသွားကြစို့ဆိုပြီးတော့ရောက်ခမနဲ့ချွေးမ9ယောက်10ယောက်သားလာကြဒီရောက်တော့ဟဲ့တမီးတို့ကြည်စမ်းပိုက်ကွန်နေတယ်လေတားကောင်တကောင်မှမရှိဟောကြည်စမ်းညီတို့ဖေကရှေ့ကညီတို့အိမ်သားတွေကနောက်ကရန်သူတွေ့လို့ဝိုင်းချင်းနေကြပြီလားသွားကြစို့ဆိုပြီးတအားလေးပြေးပြီးနောက်ကငုံကြည့်လိုက်တော့ချိုးပုတ်ထဲဘုရားသတင်းသုံးနေတာတွေ့ဟိုလေငါဖေဖျားပါလားတာတော်မပြစ်ကြနဲ့အဲ့ဒါငါဖခင်ကြီးမလေးငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့မုတ်ဆိုးကြီးအဲ့ဒါကျုပ်ဖခင်ကြီးမပြစ်နဲ့တာတော်ရေငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့အမလေးငိုမှာပေါ့ဗျာငိုတယ်လို့မှတ်ပေါ့ငါသားတို့မပြစ်ကြနဲ့မုတ်ဆိုးကြီးမပြစ်နဲ့အဲ့ဒါကျုပ်ဖခင်လို့ဆိုတော့ဒေါသလေးတွေပြေသွားတဲ့အရေးကြီးတော့သွေးနီးမှရွှေမျိုးစတ်တာကိုမုတ်ဆိုးကြီးဒေါသပြေတော့လှုပ်နိုင်လားကံကောင်းလို့ငါမိမတထေသမီးဘွားနဲ့ငါနောက်လိုက်ပြေးလာတယ်သူ့ဖေလည်းငါတခါမှမြင်ဘူးငါမိမဖခင်ဆိုကံကောင်းလို့ငါရောက်ခမကြီးငါပြစ်တော့မလို့ရေးတဲ့ရွှေမျိုးသွားစတ်သား9ယောက်ကလည်းဟာတို့အမေရဖခင်ဆိုရင်တို့အဖေကြီးတို့ပြစ်မိတော့မလို့ဒေါသတွေပြေးလာလွယ်ဘူးနော်ရှင်မျိုးဆက်ကလည်းတချို့ကရမ်းစတ်ရင်တော့ကကျုံတော့ကရောက်ဖတ်တယောက်ပါကျုပ်အမနဲ့ရအဲ့ဒါတကားတယောက်ကရှင်မရတာပါတော်လုံးနဲ့ကျုပ်ရောက်ဖပါဗျာ
ဒါလူကတိကတ္တလာပြီအရှင်ဘုရားရောက်ဖဆိုတော့အရှင်ဘုရားကပွေးရတယ်လားသူကပွေးရတယ်အတော်ဆိုးတဲ့လူပါဆိုမှခင်ဗျားနဲ့ကြလို့ဘုန်းကြီးကဖုန်းချက်ပေးရတာပေါ့မသိဘူးဖရာတဲ့ဖရာနဲ့ဒေဝရကြတော့ဒေဝရကဖရာရောက်ဖဆိုတော့အဲ့ဒါကြတော့ဒေဝရကရသောရရာပေးထားဗျာဟုတ်တယ်ကတိကတ္တပြောပါတယ်ဒါကြောင့်တရားနာပြည်သားကြီးရွှေမျိုးဆက်ရာကထွက်သွားတဲ့စကလုံးကျုပ်ကဘေးချောချောထွက်သွားကိုင်းဆက်ကြပါအောင်ဆိုဗျာဒီလိုဒေါသတွေပြေပြောက်တော့ကမှမြတ်စွာဘုရားတပည့်တော်လင်သားဖြစ်တဲ့မုတ်ဆိုးကြီးနဲ့သား9ယောက်ချွေးမ9ယောက်အပေရကားပေါက်ပိတ်အောင်တရားရည်အေးတိုက်ကျွေးတော်မူပါဘုရားလို့လျှောက်ထားတော့မြတ်စွာဘုရားကိုရောမြတ်ကသူတို့နဲ့တင့်လျော်လျှောက်ပတ်တဲ့ဒေသနာဓမ္မကပြလိုက်တော့ဟောတရားနာပြည်သားကြီးမုတ်ဆိုးကြီးနဲ့တကွာသား9ယောက်ချွေးမ9ယောက်ဒေခိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါသည်ဧကကြီးစောသောကသောတာပန်ဖြစ်ပြီးသားမုတ်ဆိုးကြော်လေးနဲ့ဆိုတော့အခု15ယောက်နဲ့သောတာပန်ပဲ2ယောက်ဖြစ်သွားတယ်သောတာပန်16ယောက်ကိုင်းသူတို့လည်းအိမ်ပြန်ဖះလည်းကြောင်းပြန်ကြွတန်ဃာတော်တွေဖះကြောင်းတော်မှာစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်းတို့သောတာပန်ဆိုတာသူများအသက်မတတ်ဘူးမဟုတ်လားပါဏာတိပါဒသိက္ခာဘုတ်အသက်ပေးဆောင်းတည်သွားပြီမဟုတ်လားအခုတော့သောတာပန်မှလည်းမုတ်ဆိုးကြီးနဲ့လင်းမုတ်ဆိုးမရသောတာပန်ဆိုတော့ဒုတ်ပေးတာပေးလှေပေးမြပေးဓာရီပေးနေရသဖြင့်ပါဏာတိပါဒသိက္ခာဘုတ်ကြီးနဲ့ညိမညိသောတာပန်အစ်စ်ဟုတ်မဟုတ်လို့စကားမေးခွန်းနေထုတ်နေကြတော့ဘုရားရောက်သွားဟဲ့ခြေသားများဗာပြောနေကြဒီလိုဒီเจ้าမှာဗျာသောတာပန်ကြီးဖြစ်ပြီးတော့ဓာပေးဒုတ်ပေးဒီအလုပ်တွေလုပ်နေရပါဖြင့်ပါဏာတိပါဒသိက္ခာဘုတ်မှာလွတ်ကင်းပြီးတော့သောတာပန်အစ်စ်ဖြစ်တယ်ဆိုတာဟုတ်မှဟုတ်ကြရလားလို့တန်တရားမရှင်းလို့ပြောနေကြပါဗျာခြေသားတော်သောတာပန်အစ်စ်ဖြစ်တဲ့ကွယ်ပါဏာတိပါဒသိက္ခာဘုတ်မှာမဏိမစွန်းမနဲ့တန်ရှင်းစင်ကြယ်ကွယ်လို့ဥပမာပြ၍ပါဏိမိစေဝနောနတဟရိယပါဏိနံဝိတံအဝနံဝိသမနွေတိနတ္ထိပါပောင်းအာကုပတော်တဲ့ဘုရားကဟဲ့ချစ်သားတို့အရေးနုထွားလက်ဖွားပြင်မှာအနာမရှိဘူးဆိုကြပါစို့ကွယ်အနာမရှိတဲ့လက်ဖွားပေါ်မှာအနာကိုတက်စီရတဲ့အစိတ်တင်တော်လဲအနာမရှိလို့အစိတ်မတက်ဖဲလျော့ကြပြီးတော့ချမ်းသာရသလိုဥပမာလေးဥပမေယကချစ်သားတို့တဲ့ငါသမီးဒီဒုတ်ပေးတာပေးလေးပေးမြပေးလို့မုတ်ဆိုးခိုင်းသမျှလောက်ရတော့လေလင့်ဝတ်တရားမယားဝတ်တရားဆိုတာရှိတယ်ကွမယားဝတ်တရား9ပါးနဲ့လင်ကိုပြုစုရမယ်လို့ငါဖះဟောထားတဲ့တရားတော်အတိုင်းမတိမ်ပါရအောင်သာလင်ခိုင်းသမျှလောက်တော့လေငါပေးသောဒုဋ္ဌာလက်နဲ့ဘယ်နှကောင်ရပါစေဘယ်တော်ဝါတွေသေပါစေဆိုတဲ့စေရနာဆန္ဒမရှိပါသဖြင့်ပါဏာတိပါဒသိက္ခာဘုံမှာလွတ်ကင်းလေတော့ဒီခြေသားတို့ရှင်းရှင်းလေးပြောတာနော်မြန်မာလူအဲ့ဒါလိုမိတ်တော့တန်ဃာတော်တွေကမြတ်စွာဘုရားတဲ့မုတ်ဆိုးကြီးနဲ့အပေရကပိတ်တဲ့သောတာပန်မကြီးနဲ့သားကောင်းနဲ့တတ်တဲ့ပါဏာတိပါဒသိက္ခာဘုံလွန်ကျူးတဲ့လူကြီးနဲ့ဘယ်နဲ့ကြောင်များသွားပြီးတော့ရပါလိမ့်မလို့ဘုရားရှောက်ကြချစ်သားတော်ဒီဘုရားကရေစက်တမဟုတ်ဘူးကွဘိုးဘေဝတဏိဝတေနပစ္စုပန္နဟိတေနဝါနောက်ဘုရားကရေစက်ဘုရားကိုယ်တော်မြတ်ကကြုတ်ဟောခဲ့တဲ့ရှေ့ပိုင်းကဇတ်ထုကလေးပြန်ဆက်ငါအိတ်နောင်တော်ကတ္တဗမြတ်စွာဘုရားလက်ထက်ကငွေရှိကရေနဲ့ဖယဂျုံအဖြစ်ခေါင်းလောင်းထိုးလှူပြီးတော့16ယောက်အတူပြုခဲ့တဲ့ကုသိုလ်ကြောင့်ခြေသားတော်နောက်ဘဝကရေစက်ကိစ္စဘယ်ဘဝကရေစက်ရေစက်ဟေးရေစက်ရှိလို့ဒီဘဝဇနီးမောင်နှံလာဖြစ်ကြတဲ့အချိန်ခါမှာတင့်လျောက်ပတ်စွာတယောက်နဲ့တယောက်တဲ့တဲ့ပျော်ပျော်ရွှင်ရွှင်အိမ်တော်ကြီးသာယာအောင်နေထိုင်ကြဖို့သံသိမင်းနာကြီးထူးကြီးဆရာတော်ပြောသလိုဖြစ်မတက်ကိုမတက်တော့ဘူးငါစအိမ်ပြောင်ကြည့်နာဒီတိုင်းပဲဆိုပြီးဟောနာဟိုစကင်းပေါက်စလေးလည်းမသွားဘူးဟာအေးရှိစေတော့ကွာဇက်လန်းကလည်းနေထိတန်းနေပါပြီဒါနေထိတန်းနေတော့ဘုရားကိုယ်တော်မြတ်ကဒီလိုဟောကြားတော်မူတဲ့တရားကိုနာရသဖြင့်ဘုရားကိုယ်တော်မြတ်၏ဒီဝိသားသည်ဓမ္မဝိသမယဖြစ်ကြပါသည်ဆိုတဲ့ပြောခြင်းသူလူအများလိုက်ကြမလားဆိုတာမိမိတို့ပြုတဲ့ကံနဲ့
မိမိတို့သွားရဘုံတွေကိုတရားနာပိတ္တကြီးကံအကြောင်းလှုပ်ကြောင်းနဲ့ပြောခဲ့သဖြင့်အလုံးစုံသောတရားတော်မှတွေသည်ယခုကဲ့သို့အတူတကွနိဗ္ဗာန်ကိုသွားနိုင်ကြရအောင်ကြိုးစားပြီးတော့နီလန်းယူနိုင်ကြပါစေလို့သတိပေးပြီးတော့ gain အလုံးဆိုစမ်းပါဖြည်းဖြည်းပေါ့ပြန်လာပေါ့လှုပ်မလုပ်ပါနဲ့သာဓုခေါ်ပြီးမှပြန်လာပေါ့ဘုန်းကြီးဟောတဲ့တရားဝဲသာဓုခေါ်ကြော့ပြီးပြန်လာပေါ့ gain ခိတ္တလေး9မိနစ်မကြာဘူးပြိဿဆိုစမ်းပါတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေချမ်းသေးရလားတကဘာလုံးဘသူချမ်းထားသေးလို့မတက်တဲ့လူတွေချမ်းထားသေးလို့မချမ်းနဲ့အကုန်ဖို့မိအေးလို့လုံးမှာဆိုလို့မိအေးမြစ်တာပို့တာ30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလွန်မောင်တုတ်ကြီးကသူနဲ့မတည့်ဘူးမတည့်တဲ့လူချမ်းထားမှာဆိုလို့ကဲဖို့စားတစ်ခေါက်တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေမြစ်ထဲသွားကြမလိုက်ဆိုနေကြဘူးကိုပို့နေလို့လိမ်မျိုးတွေမို့မြစ်ထဲသွားခိုင်းတာဘယ်နဲ့အားလုံးနေတာတော့ကျုပ်ကတရားနာပိသကြီးချမ်းသာကြပါစေကျုပ်ကပို့တာအားလုံးမလိုက်နဲ့တော့ဆရာတော်ဘုရားလည်းချမ်းသာပါစေဘုရားဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးပြစ်ထားခဲ့မယ်ကိုပြန်ဖို့လိမ်မျိုးတွေအားလုံးမလိုက်နဲ့ဆရာတော်ဘုရားလည်းချမ်းသာပါစေပြန်ဖို့အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေပို့ကျုပ်ကြတွန်းလို့နေနဲ့အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိသကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ရှင်ရင်နေဖုံမုံစိတ်တွေပြစ်ပြသေးသေးသောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်သာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း